နဲ့ထိုးမလားမင်းထပ်ဖို့စိုးကြဂျပန်ကမာတွေကခံပစ်လာခဲ့တာသူတို့ရဲ့တန်တစ်တာတွေကလက်နက်ထုတ်ဂျပန်နဲ့လောက်စလုံးပြိုင်ပစ်တာတဲ့ဟာငါဖို့ရှေ့မိုက်ကြီးလာမခွဲနဲ့ဝင်မတဲ့ရင်စိုက်ပေးတာတဲ့ရက်ဆိုးတဲ့ဇိုးတော်ကြုံရင်အိမ်ကိုဖဲကိုရိုက်သေးတာတဲ့ထင်မှုပြီးပိုက်လေးကရွှဲရွှဲနဲ့တရွာလုံးလိုက်မေးကပြဲနေကြစကားကမရှောင်နိုင်လို့တွဲပြီးတော့ဘယ်သူလိုက်ပေးမှလဲအတိုက်ကြိုက်ကရန်ချမ်းတော့ကလေးရောခွေးရောဇိုးရောမကက်ရဲရွာမနွားလဲမူပြီးမောင်းရင်တိုက်လို့ခဏခဏသူရောရအဖိုးကမလောက်ရင်အိမ်တိုင်းချွတ်ချိုးမကရောင်းပြီးပေးလို့သူမိမတင်မကရွာပြင်ကခိုးသမျှပါကြငါဖိုးရဲ့တာကောင်းရတဲ့ရံမှာတန်ကြီးတက်မြက်ကုတ်ကနေရင်ပြန်သွေးတက်တဲ့ပြီးရင်ခုတ်တဲ့ချန်ပေးပတ်လက်ဖားကိုတွေ့ရင်ပြန်ပြေးထွက်သူကြောက်တဲ့ဇိုးကရောက်ကဇိုးညောင်းမင်းဆိုတခိုင်းမှမခုတ်ဘူးပြောရဆိုရတော်တော်ဆိုးလို့သူ့ကိုခေါ်တာပြုံးမှန်လို့အရင်ကလက်တန်းဆိုတာများတဲ့အခုတော့ညောင်းလို့လက်ကွေးဆိုရပါတွေတောက်တဲ့အရက်ဝိုင်း free shine ရိုးရဲ့ရှေ့ကထွက်ပြေးလို့သူ့ချောင်းပြောရင်မျက်နှာပေးတောင်းပြေးထက်မှလွတ်တဲ့ငှက်ကလေးလို့ကဆေးကိုကကြံပန်းနေပြီးငပိလောက်စားတာနှစ်ချေကိုအဲ့လိုမျိုးတွေထက်ရေးဖို့ငါကလက်လက်ကအလွန်ညောင်းဓာတ်ကုန်ရကိုလက်လေးရှိုးတော့မင်းအုံနောက်ကဘစွန်ကောင်းဘစွန်စိတ်လေးဘလုံးငယ်ငယ်ပင်လဲကူးတတ်တဲ့အဲ့လိုမျိုး motivation တာချောင်းပြီးဝင်လဲယူတတ်တဲ့မလမှုပွဲစီမှာဝင်ထိုးထားတာကတက်သည့်အရေးကြောင့်တော့သူ့မှာအခုတိတစ်စက်မရှိငငယ်ကသူ့ရဲ့ idol ကချက်လီတစ်ချင်းဆိုနားထောင်တာကကြီးလက်သူ့ရဲ့ဆရာရဲ့နာမည်ကထားကဖမ်းကျင်နေတာကပလီလုံးဝမဖြစ်တော့တာကဒီသက်အတင်းကြီးဖြစ်ချင်နေတော့ခက်ပြီးသူကပညာတတ်တယ်တော့သုံးပြဆိုနှစ်ပြပဲခေသူကြိုက်ဆုံးဘက်ချက် favorite food ကကြောင်းလန်းတိတ်ကကလာပဲဟင်းနေပတ်ဆိုစရာနဲ့လစ်နေထွက်ဖို့ရမယ်အခွင့်အရေးတကားတဲ့လမ်းညွန်ပေးလိုက်မယ်ညဘက်တော့ပြင်းမောင်းကျွေးတဲ့တရားပွဲအတွင်းညညီမောင်ကျွေးတရားပွဲအတွင်းThe chances so old